အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုရီးယားဘာသာစကားရဲ့ပေါင်းဆက်တရ17လုံးအကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ပြောရမယ်ဆိုရင်ပေါင်းဆက်တရအနေနဲ့17လုံးရှိပါတယ်ပေါင်းဆက်တရ17လုံးကဘယ်လိုဖြစ်ပေါ်လာရလဲဆိုလို့ရှိရင်အခြေခံတရ10လုံးကတစ်ခုနဲ့တစ်ခုနဲ့ပေါင်းပြီးတော့ဖြစ်ပေါ်လာရတဲ့တရတွေဖြစ်တယ်ပေါ့နော်ဒီတရလေးတွေပါဒီဘက်ကဟာလေးတွေကိုပေါင်းဆက်တရလို့ခေါ်ပါတယ်ပေါင်းဆက်တရတွေအကြောင်းကိုကြည့်လိုက်ကြရအောင်နော်ပထမအဆုံးအနေနဲ့အာတရနဲ့ဤတရအာတရနဲ့ဤတရကိုပေါင်းလိုက်တဲ့အခါမှာတော့အာရဲ့ဤရဲ့ကိုပေါင်းပြီးတော့ဖြစ်ပေါ်လာတဲ့ဒီတရလေးကိုတော့အဲဆိုပြီးတော့အတန်ထွက်ပါတယ်အဲသူ့ကိုအဲလို့ခေါ်ပါတယ်နောက်ထပ်တစ်လုံးအနေနဲ့ကတော့ဒီတရလေးနှစ်ခုရာရဲ့ဤရဲ့ကိုပေါင်းလိုက်တဲ့အခါမှာဒီဖြစ်ပေါ်လာရတဲ့ဒီတရလေးကတော့ရှဲလို့ခေါ်ပါတယ်ရှဲရာနဲ့ဤနဲ့ကိုပေါင်းတဲ့အခါမှာရဲဆိုပြီးတော့အတန်ထွက်ရပါတယ်ရဲလို့ခေါ်ပါတယ်နောက်ထပ်တစ်လုံးအနေနဲ့ဒီမှာအောနဲ့ဤနဲ့ပေါင်းတယ်အောနဲ့ဤနဲ့ပေါင်းတဲ့အခါမှာဖြစ်ပေါ်လာရတဲ့ဒီတရာလေးကိုတော့အဲလို့ထွက်ပါတယ်အဲလို့ခေါ်ပါတယ်နောက်ထပ်တစ်လုံးအနေနဲ့ဆိုရင်ရောရဲ့ဤရဲ့ရောတရနဲ့ဤတရကိုပေါင်းလိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ဒီပေါင်းဆက်တရလေးကိုတော့ရဲလို့ခေါ်ပါတယ်ရဲရောရဲ့ဤရဲ့ပေါင်းတဲ့အခါမှာရဲဆိုပြီးတော့ဖြစ်ပေါ်လာပါတယ်နောက်ထပ်တစ်ခုအနေနဲ့ကတော့ဒီ O ရဲ့ R ရဲ့ O နဲ့ R နဲ့ဒီ O တရနဲ့ R တရကိုပေါင်းလိုက်တဲ့အခါမှာဝါဆိုပြီးတော့အတန်ထွက်ပါတယ်ဝါဒီတရလေးဒီပေါင်းဆက်တရလေးကိုတော့ဝါလို့ခေါ်ပါတယ်O ရဲ့ R ရဲ့ပေါင်းဆက်ပြီးမှဖြစ်လာတဲ့ဒီတရာလေးကိုတော့ဝါဆိုပြီးတော့ခေါ်ပါတယ်နောက်ထပ်တစ်လုံးအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဥတရာနဲ့ဩတရာဥတရာနဲ့ဩတရာကိုပေါင်းဆက်လိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ဒီတရာလေးကိုတော့ဝေါ်ဆိုပြီးတော့ခေါ်ပါတယ်ဝေါ်လို့ခေါ်ပါတယ်ဝေါ်လို့ခေါ်ပါတယ်ဟုတ်ပြီနောက်ထပ်တစ်လုံးကြည့်ကြရအောင်ဒီအောက်ဆုံးကဒီအလုံးလေးပေါ့နော်ဥတရနဲ့ဤတရဒီဥဆိုတဲ့တရနဲ့ဤဆိုတဲ့တရဒီဥနဲ့ဤနဲ့ကိုပေါင်းလိုက်တဲ့အခါမှာတော့ဖြစ်ပေါ်လာရတဲ့ဒီပေါင်းဆက်တရလေးကိုတော့ဝီဆိုပြီးတော့ခေါ်ပါတယ်ဝီလို့ခေါ်ပါတယ်ဝီလို့အတန်ထွက်ရပါတယ်ပထမဦးဆုံးအနေနဲ့ပထမဦးဆုံးအလုံးကနေစပြီးတော့ပြန်ပြောပြမယ်နော်ဒီစလုံးလေးဖြစ်ပါတယ်အတန်ထွက်လေးတွေကိုတေချာလိုက်နာထောင်ပြီးတော့တေချာနှုတ်တိုင်းထွက်ကြည့်ပါအာရဲ့ဤရဲ့ပေါင်းလို့ဖြစ်ပေါ်လာရတဲ့ပေါင်းဆက်တရာကိုတော့အဲဒုတိယတစ်ခုအနေနဲ့ရှဲရဲဝါဝေါ်ဝီဆိုပြီးတော့ရှိမယ်ပေါ့နော်အဲ့ဒီတော့ရဲဝါဝေါ်ဝီဆိုပြီးတော့ထွက်ရပါတယ်နောက်ထပ်ဆက်ကြည့်ရအောင်နော်နောက်တစ်ခုဆက်ကြည့်မယ်နောက်တစ်ခုအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ပထမဦးဆုံးပြောချင်တာကဒီ၃လုံးပေါ့နော်ဒီ၃လုံးကအင်မတန်ကိုအရေးပါတယ်ပေါ့နော်သူ့ရဲ့အတန်ထွက်ကလည်းခက်စင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တေချာလေးလိုက်နာထောင်ပြီးဖို့ရအတွက်ပြောချင်ပါတယ်ပထမဦးဆုံးအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီပေါ့နော်ဥတရနဲ့ဧတရကိုပေါင်းလိုက်တဲ့အခါမှာသူကဝဲလို့ထွက်ပါတယ်ဥတရရဲ့ဧတရဒီဧဆိုတာကတော့တကယ်ပေါင်းဆက်တရပေါ့နော်ဒါကတော့ခြေခံတရ10လုံးလေးကတရနဲ့ပေါင်းတာမဟုတ်ဘဲねဒီပေါင်းဆက်တရနဲ့အခြေခံတရအိုကိုပေါင်းလိုက်အိုရဲ့အဲရဲ့ကိုပေါင်းလိုက်တဲ့အခါမှာသူကဝဲဆိုပြီးတော့အတန်ထွက်ပါတယ်ဝဲလို့ထွက်ပါတယ်ဟုတ်ပြီနောက်ထပ်ဒုတိယတစ်ခုဒီအိုရဲ့ဤရဲ့ပေါင်းလိုက်တဲ့အခါမှာအိုတရနဲ့ဤတရဖြစ်တဲ့အခြေခံတရနှစ်ခုကိုပေါင်းလိုက်တဲ့အခါမှာလေဝဲဆိုပြီးတော့အတန်ထွက်ပါတယ်ဝဲလို့ခေါ်ပါတယ်သူ့ကိုလည်းဝဲလို့ခေါ်ပါတယ်သူကရေးပုံရေးနည်းမတူပေမဲ့အတန်ထွက်ကစင်တူတဲ့အတွက်ကြောင့်မို့လို့တခြားသတိထားပြီးတော့ပြောဖို့တော့လိုမယ်ပေါ့နော်အသုံးပြုတဲ့နေရာအဓိပ္ပာယ်ကတော့ကွာပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခုအတန်တော့စင်တူပေမဲ့သူကအဓိပ္ပာယ်ကွာတယ်ပေါ့နော်ဒီစလုံးသုံးလုံးကပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်ဒီမှာဦးဆိုတဲ့အခြေခံတရနဲ့ဒီမှာအဲဆိုတဲ့ပေါင်းဆက်တရဒီနှစ်ခုကိုပေါင်းလိုက်တဲ့အခါမှာတော့ဝဲဆိုပြီးတော့ခေါ်ပါတယ်ဝဲဒ
သူကလည်းဝယ်ပဲဒါပေမဲ့သူ့ရဲ့ဝယ်ဆိုတဲ့အတန်ကနည်းနည်းလေးနက်တဲ့ရင်ကောင်းတန်လိုမျိုးလေးနက်တဲ့အတန်ပါတယ်ပေါ့နော်ဝယ်ဆိုပြီးတော့ထွက်ပါတယ်ဝယ်ဟုတ်ပြီဒီ၃ခုကအတန်အတွက်အနေနဲ့စင်တူပေမဲ့အဓိပ္ပာယ်ကတော့လုံးဝမတူပါဘူးအတန်အတွက်စင်တူတဲ့အတွက်သူ့ကိုစကားပြောတဲ့အခါမှာတော့တူသုံးလို့ရပေမဲ့အစာရေးတဲ့အခါမှာသူတို့၃ခုလုံးကအဓိပ္ပာယ်ကတကယ်ကိုကွာခြားတဲ့အတွက်ကြောင့်မို့လို့တေချာသတိထားပြီးတော့မှတ်ထားဖို့တော့လိုမယ်ပေါ့နော်အဲ့ဒါဆိုရင်ပထမအဆုံးဒီဝယ်ဆိုတဲ့စလုံးလေးကတော့အိုးရဲ့အဲရဲ့ကိုပေါင်းဆက်ပြီးမှဖြစ်ပေါ်လာတာဖြစ်ပါတယ်ဝယ်သူ့ကိုလည်းဝယ်လို့ခေါ်ပါတယ်ပြီးတော့အိုးရဲ့ဤရဲ့ကိုပေါင်းဆက်လိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ဒီပေါင်းဆက်တရာလေးကိုလည်းဝယ်လို့ခေါ်ပါတယ်နောက်ထပ်ဥရဲ့အဲရဲ့လို့ခေါ်တဲ့ဒီပေါင်းဆက်တရာနဲ့ဒီအခြေခံတရာလေးကိုပေါင်းဆက်လိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ဒီပေါင်းဆက်တရာလေးကတော့ဝယ်လို့ခေါ်ပါတယ်သူတို့ကအဓိပ္ပာယ်မတူပေမဲ့အတန်ထွက်ကတကယ်ကိုစင်တူတာဖြစ်လို့သူတို့ကိုတေချာခွဲခြားမှတ်သားဖို့တော့လိုပါမယ်ဟုတ်ပြီအဲ့ဒါဆိုရင်နောက်ဆုံးတစ်ခုကြည့်ရအောင်ဒီနောက်ဆုံးတစ်ခုလေးပေါ့နော်သူ့ရဲ့အတန်ထွက်ကိုတေချာလိုက်နာထောင်ကြည့်ပါဒီမှာလို့ခေါ်တဲ့အခြေခံတရားနဲ့လို့ခေါ်တဲ့အခြေခံတရားနဲ့ဒီအခြေခံတရားနှစ်ခုကိုပေါင်းစပ်လိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ဒီပေါင်းစပ်တရားလေးကိုတော့ဥလို့ခေါ်ပါတယ်ဥလို့ခေါ်ပါတယ်ဥရဲ့ရဲ့ပေါင်းတဲ့အခါမှာဥလို့ထွက်ပါတယ်ဥလို့ထွက်ပါတယ်ဒီတရားလေးကိုဥလို့ခေါ်ပါတယ်ရှင်အဲ့ဒါဆိုရင်ပေါင်းစပ်တရား17လုံးကိုအစဉ်တိုင်းဆိုကြည့်ရအောင်နော်ရေဝါဝဝီဝဲဥဆိုပြီးတော့ဖြစ်ကြပါတယ်ဒါဆိုရင်ပေါင်းစပ်တရ17လုံးကိုတော့တေချာမှတ်သားလိုက်တေချာရမယ်လို့ထင်ပါတယ်ဒီပေါင်းစပ်တရတွေကိုတေချာလေးမှတ်ထားပြီးတော့တေချာလေးရေးဖို့တော့လိုမယ်ပေါ့နော်လုံးဝလွဲလို့မရပါဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ဂရုစိုက်ပြီးတော့အသုံးပြုကြဖို့အတွက်လေ့ကျင့်ကြဖို့အတွက်အကြံပေးချင်ပါတယ်ရှင်ဒါဆိုရင်တော့ပေါင်းဆက်တရသင်ခန်းစာကဒီမှာရင်ပြီးသွားပါပြီအဆုံးထိကြည့်ပြီးတော့တေချာလိုက်နာထောင်ပေးကြတဲ့ကျောင်းသားတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီသင်ခန်းစာလေးကိုဒီမှာပဲအဆုံးသတ်ပြီးတော့နောက်ထပ်သင်ခန်းစာတစ်ခုကိုနောက်ရက်မှာနောက်တစ်ပတ်မှာထပ်ပြီးတော့တင်ပေးမယ်ပေါ့နော်အဲ့အတွက်နောက်သင်ခန်းစာကိုလည်းတေချာစောင့်မျှော်ကြည့်ရှုပေးဖို့ရအတွက်အမြင့်တာရက်ခံနေပါတယ်အဲ့ဒါဆိုရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ရှင်ကိုရီးယားအိမ်မက်တွေကိုအမြန်ဆုံးအကောင့်တွေဖော်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်